မင်္ဂလာပါဒီနေ့ကတော့ခေါက်ဆွဲပြုတ်စားမယ့် vlog လေးပါအခုကတော့မမခေါက်ဆွဲအထုပ်လေးကိုအိတ်ထဲယူပါမယ်ဒါတော့ထောက်ယူလိုက်လေပေါ့နော်ထုတ်ဆမ်းပါပါဒါကတော့ပြုတ်မဲ့တဲ့အိုးလေးယူပါရယ်ဒါကတော့ပလက်ပေါက်ထိုးရပေါ့နော်ဒါကတော့ရေထဲရပေါ့နော်ဒါကတော့မီးနှိပ်ပြီးလို့စောင့်နေရပါအဖုံးလေးဖောက်ရပါမယ်ဒါကြတော့အနစ်ဟုတ်ပါဘူးမမအထုပ်ဖောက်တာပေါ့နော်ပဇာနဲ့ကဖောက်ပါတယ်နှစ်ထုပ်ပေါ့နော်အခုဒီလောက် vlog မတင်ဖြစ်ပါဘူးရှင်ဘာလို့လဲဆိုတော့ကျောင်းဖွင့်နေလို့ပါကျောင်းပတ်ရက်တွေဆိုလို့ရှိရင်တော့ vlog ရိုက်ပြီးတော့ညပတ်တွေအားရင်တင်ပေးပါမယ်ခေါက်ဆွဲ vlog ကြီးပဲတင်နေရတယ်မပြောပါနဲ့နော်ဘာလို့လဲဆိုတော့ခေါက်ဆွဲကစားတဲ့အချိန်လေး vlog ရိုက်ရတာပေါ့နော်ခေါက်ဆွဲကနေတိုင်းစားနေတာမဟုတ်ပါဘူးစားထားတာတော့ကြာပါပြီဒါပေမဲ့ vlog edit ဖို့မေးနေတာလေးပါပေါ့နော်ဒါကြအနစ်တွေပေါ့နော်အနစ်တွေကိုတနည်းအားဖြင့်မှာကွက်မကြအောင်လို့ဆိုပြီးတော့ဒီလိုမျိုးညစ်အဲ့လိုမျိုးနေနေရပေါ့နော်ဒါတော့အနစ်တွေကိုခေါက်ရင်းနှီးထဲထည့်လိုက်ပါတော့ပေါ့နော်ထဲဝတ်ထည့်လိုက်ပါတယ်အခုရင်းနှီးကိုပွတ်တော့ပေါ့နော်အဲ့လိုအမုံနေထည့်လိုက်ခဲ့ပါတယ်ဒါကတော့အမုံပေါ့နော်ဒါလည်းအမုံမှာဒါတော့အနစ်နောက်ထပ်တစ်ထုပ်ပေါ့နော်အငွေတွေလည်းကြည့်ပါတော့ဒါကိုထွက်နေရအငွေပြောကြမွေပေးလိုက်ပါပေါ့နော်အထဲကိုခေါက်ဆွဲထည့်ပါပြီခေါက်ဆွဲလေးတွေကိုလည်းမွေပေးပါမယ်ရှင့်ဒါရလေးပြရပါခေါက်ဆွဲစောင့်နေဒါခေါက်ဆွဲချက်ပြီးပေါ့နော်ပလက်ပေါက်လေးဖြုတ်ပါတယ်ဒါတော့ခေါက်ဆွဲထည့်ပြီးပါပြီအခုကစားပြပါတော့မယ်ပေါ့နော်စားကြပါအားလုံးပဲနည်းနည်းပူလို့မှုတ်နည်းနည်းကြကြတော့မှုတ်လိုက်ရတယ်ပေါ့နော်မှုတ်ပြီးတော့စားပါရဲ့ရှင့်ရှာချက်မဆိုးလို့ပါချင်းလေးနဲ့စားလို့ကောင်းပါရဲ့ပေါ့နော်အားလုံးပဲမနောက်ဗီဒီယိုမြင်ကြမယ်ပေါ့နော်အားလုံးပဲဘိုင်ပါ